ကျွန်တော်အရန်ကြိုက်တဲ့မင်းသားရဲ့ရှေ့နေဇက်ကအရန်ကောင်းလို့တပတ်နှစ်ပိုင်းပြတာတော့ကြည်လို့မွားတဲ့ရုပ်ရှင်ဇက်ကဒီလိုဇက်ကမျိုးမှာမကြည့်မိရင်နောင်နာရမယ်ရုပ်ရှင်ဇက်ကမျိုးတဂျူဒီဘရတန်လို့အမည်ရတဲ့ဒီရုပ်ရှင်ဇလန်တွေဟာအချိန်စင်နှစ်ကိုနောက်ပြန်ဆုတ်သွားတဲ့တရားသူကြီးတယောက်ရဲ့ဘွားဆက်ကြောင်ကိုရိုက်ကူထားတဲ့ဇလန်တွေလေးပဲဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့ဇက်ကားလေးကို2035ခုနှစ်ကနေစက်အိမ်တဲထားပြီးတော့တရားသူကြီးအင်ဟန်ရောဟာတရားသူကြီးတယောက်ဖြစ်ပေမဲ့နာမည်ကြီးရှင်းနေရုံရဲ့သမီးဖြစ်သူကိုလက်ထပ်ယူထားပြီးတော့ရောက်ခမဖြစ်သူအလိုချအမှုတွေကိုစီရင်ချက်ချပေးနေတဲ့အကျင့်ဖြတ်ချစားတဲ့မကောင်းတဲ့တရားသူကြီးတယောက်အဖြစ်10နှစ်ကျော်ရှိနေခဲ့တာကနေအမှုတစ်ခုကိုသူ့တဘောတိုင်းစီရင်ချက်ချလိုက်ပါတယ်အဲ့ဒါကြောင့်ပဲလုတ်ကြံတက်ဖြတ်ခံလိုက်ရပေမဲ့အင်ဟန်ရောတယောက်မသေးသွားဘဲနဲ့နိုးလာတဲ့အချိန်မှာတော့လွန်ခဲ့တဲ့10နှစ်က2025ခုနှစ်ကိုပြန်လည်ရောက်ရှိသွားပါတယ်ပြင်ကျင်ကတော့အဖေဖြစ်သူတည်ဆုံးမှုအတွက်လက်စားချေဖို့ကြိုးပမ်းနေတဲ့အမှုစစ်တယောက်ဖြစ်ပြီးတော့လွန်ခဲ့တဲ့10နှစ်ကိုပြန်မရောက်သွားခင်2035ခုနှစ်မှာကလေးကအီရန်ရောင်းရဲ့အကူအညီကိုယူခဲ့တဲ့အမှုစစ်တယောက်လည်းဖြစ်တယ်လို့အီရန်ရောင်းရဲ့လူသက်မှုတစ်ခုကို6ချခံနေရတာကိုတည်တဲ့သူတယောက်လည်းဖြစ်ပါတယ်အချိန်တွေနောက်ပြန်ဆုတ်သွားတဲ့အခါဘဝကိုနောက်တစ်ချိန်ဖျက်ပြောင်းမမနေထိုင်ကြည့်တဲ့အခါမှာတော့သူစီရင်ချက်ချမဲ့အမှုတွေကိုပြောင်းလဲဖြစ်ဖို့ကြိုးစားပေမဲ့ရလက်တွေကပြောင်းလဲသွားမှလားဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုဘယ်လိုရင်ဆိုင်သွားရမလဲဆိုတော့ကိုစိတ်ဝင်စားဝဲကြည့်ရမယ်ဇက်ကားလေးပဲဖြစ်ပါတယ်ဇက်ကားလေးကိုတော့ဇန်နဝါရီ2ရက်နေ့ကထုံးလင်းပြသခဲ့ပြီးတော့အပိုင်းနေနဲ့14ပိုင်းပါရှိပြီးတော့အခုလက်ရှိကတော့2ပိုင်းပဲထွက်ရှိပါသေးတယ်ဇက်ကားလေးကိုတော့တောက်ချစနေနေ့ညတိုင်းကျွန်တော်ရဲ့ channel လေးမှာတွားကြည့်လို့ရပါတယ်အဓိကတရုပ်ဆောင်အနေနဲ့ကတော့မင်းသားကြီးဆောင်မင်းသမီးကျော်လေးဦးကြီးအားမင်းသားကြီးပတ်ဟီစွန်းတို့နဲ့အတူနာမည်ကြီးတရုပ်ဆောင်များစွာလည်းပါဝင်ထားပါတယ်ဝေတင်နေနဲ့ဆိုရင်လည်း INDB 8.6 တောင်ရရှိထားတဲ့ဇက်ကားကောင်းလေးကဖြစ်ပါတယ်အခုဒီဇက်ကားလေးအကြောင်းမပြောခင်ဒီမင်းသားလေးအကြောင်းကိုကျွန်တော်အရင်ပြောပြမယ်ဒီမင်းသားကရှေ့နေမင်းသားလို့ပြောလို့တော့ရတယ်ဘာလို့ဆိုတော့သူရိုက်တဲ့ကားတော်များများရှေ့နေကားတွေပဲများတယ်တော်တော်များများထောင်ကြတာတွေကြီးပဲဗျာသူ့ကားတွေကြည့်ဘူးတဲ့ဆိုရင်တော့သိလိုက်မယ်ပါတရုပ်ဆောင်ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်သူရိုက်ခဲ့တဲ့ဇက်ကားလေးတွေရှိတယ် Innocent Defendant တို့ Double Judy တို့ကတော်တော်လေးကိုကောင်းတဲ့ရှေ့နေကားလေးလို့ပြောလို့ရတယ်ဒါတော့ဟိုအရင်နာမည်ကြီးခဲ့တဲ့ Kimi Hemi တို့အဲ့ဇက်ကားလေးမပါသေးဘူးဇက်ကားလေးကအရန်ကောင်းလို့ဗျာနှစ်ပိုင်းခင်းအောင်ကြည့်လို့တော့မောမကြည့်မိရင်နောင်နာရမယ့်ဇက်ကားမျိုးဆိုတော့ဒီဇက်ကားကိုပြောတာကျွန်တော်အနေနဲ့ပြောရင်တော်တော်လေးကိုကြိုက်တယ်ဒီဇက်ကားကိုတငယ်ချင်းတို့အကြိုက်တွေ့ပါမလားတော့မသိဘူးမင်းသားရဲ့ရုပ်ရည်ကိုမကြည့်ပဲနဲ့ဗျာတရုပ်ဆောင်အောင်ဝယ်ကြည့်မယ်ဆိုဇက်လန်ဇက်အိမ်ပဲကြည့်မယ်ဆိုရင်တော့ဘလို့တန်ကြည့်တဲ့ဇက်ကားပဲဒီဇက်ကားတချို့တွေရှိတယ်ဗျာကိုရီးယားကားဆိုမင်းသားချောမမင်းသမီးချောမအဲ့လိုကြည့်တဲ့လူကတတ်ကိုရှိတယ်ဗျာအဲ့လိုလူမျိုးတွေကအဲ့ဒါကြောင့်ကျွန်တော်ဒီလိုပြောပြပေးတာပါအရန်ကောင်းတဲ့ရှင်းနေကားလေးဖြစ်တဲ့အတွက်ရှင်းနေကားကြိုက်တဲ့သူတွေရောမကြိုက်တဲ့သူတွေရောကြည့်ပါအရန်ကြည့်လို့ကောင်းပါတယ်ပြရတဲ့အချိန်နဲ့တန်စီရမယ့်ဇက်ကားလေးမို့ကျွန်တော်အာမခံပြီးညှို့မိလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဇက်ကားလေးကိုဗမာကြည့်ရမယ်မသိတဲ့တငယ်ချင်းတွေအတွက်ကျွန်တော် channel လေးဖြစ်တဲ့ Say Cinema 1 2 3တို့ Cinema 1 2မှာတွားကြည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကို channel တက်တဲ့ဆိုရင် like and share follow လေးလုပ်ခဲ့ပေးကြအောင်နောက်ဗီဒီယိုမှာပြန်လည်ဆုံနေကြမယ်နော်